တချိန်ကမြန်မာပြည်ဟာအစိတ်မွားမွားကွဲနေခဲ့တယ်မြို့တစ်မြို့ကတမင်းနယ်တစ်နယ်ကတအာနာအဲ့ဒီအချိန်မှာလူငယ်ဘရင်တစ်ပါးပေါ်လာခဲ့တယ်သူ့နာမည်ကတပင်ရွှေထီးသူကစစ်တပ်ယုံတင်မဟုတ်ဘူးမြန်မာသမိုင်းကိုပြန်ရေးခဲ့တဲ့ဘရင်တစ်ပါးဖြစ်လာခဲ့တယ်16ရာစုအစောပိုင်းပကံခေတ်ကြဆုံးပြီးနောက်မြန်မာပြည်ဟာအင်အားကြီးနိုင်ငံမဟုတ်တော့ဘူးအင်းဝဟန်တာဝတီရခိုင်ရှမ်းစော်ဘွားနယ်တွေတစ်ဖက်နဲ့တစ်ဖက်အာဏာလုနေကြတယ်အဲ့ဒီအချိန်မှာတောင်ငူဆိုတဲ့မြို့ငယ်လေးကနေအနာဂတ်ကိုပြောင်းလဲမဲ့လူငယ်တစ်ယောက်ပေါ်လာခဲ့တယ်သူကတပင်ရွှေထီးတပင်ရွှေထီးဟာအသက်ငယ်နဲ့ဘရင်ဖြစ်လာတယ်ဒါပေမဲ့သူ့စိတ်ထဲမှာရှိတာကတောင်ငူမြို့ကိုကာကွယ်ဖို့တင်မဟုတ်ဘူးသူ့အိမ်မက်ကမြန်မာပြည်ကိုတနိုင်ငံနဲ့ပြန်ဖြစ်စေမယ်ဆိုတာအဲ့ဒီအိမ်မက်ကိုအကောင့်ထဲဖော်ဖို့သူ့ဘေးမှာယုံကြည်ရတဲ့စစ်သူကြီးတစ်ယောက်ရှိတယ်သူကတော့ဘရင်နောင်သူတို့နှစ်ယောက်ဟာမြန်မာသမိုင်းထဲကအကြီးမားဆုံးမဟာမိတ်တွေဖြစ်လာခဲ့တယ်အဲ့ဒီခေတ်မှာအချမ်းသာဆုံးနဲ့အင်အားကြီးဆုံးနိုင်ငံကဟန်တာဝတီပဲဖြစ်တယ်။တောင်ငူလိုမြို့ငယ်လေးကဟန်တာဝတီကိုတွားတိုက်မယ်ဆိုတာလူအများအတွက်ယူသွမှုလိုဖြစ်နေခဲ့တယ်။ဒါပေမဲ့တပင်ရွှေထီးမကြောက်ခဲ့ဘူး။နှစ်ပေါင်းများစွာစစ်တိုက်ပြီးနောက်ဆုံးမှာဟန်တာဝတီကိုသိမ်းပိုက်နိုင်ခဲ့တယ်။ဒီအောင်ပွဲကတောင်ငူကိုမြို့ငယ်လေးကနေအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ပြောင်းလဲပေးခဲ့တယ်။တပင်ရွှေထီးဟာစစ်တိုက်နိုင်တဲ့ဘရင်တင်မဟုတ်ဘူး။သူကအမှုပညာယဉ်ကျေးမှုဘာသာရေးကိုလည်းအားပေးတယ်။မူယဉ်ကျေးမှုတွေကိုလက်ခံတဲ့အရေးချင်းရှိတဲ့လူတွေကိုနေရာပေးတယ်။ဒါကြောင့်သူ့အုပ်ချုပ်မှုအောက်မှာတောင်ငူအင်ပါယာဟာပိုပြီးတိုးတက်လာခဲ့တယ်။ဒါပေမဲ့အာဏာကြီးလာတာနဲ့အမျှရန်သူတွေလည်းပိုများလာတယ်။တပင်ရွှေထီးကိုနောက်ဆုံးမှာသူယုံကြည်ရတဲ့လူတွေထဲကတချို့ကတစ္ဆာဖောက်ခဲ့တယ်1550ခုနှစ်ဘရင်ကြီးဟာလုတ်ကြံတက်ဖြတ်ခံခဲ့ရတယ်။သူ့အသက်ဆုံးသွားပေမဲ့သူစတင်ခဲ့တဲ့အင်ပါယာကိုဘရင်နောင်ကဆက်လက်တည်ဆောက်ခဲ့တယ်။တပင်ရွှေထီးဟာမြန်မာသမိုင်းထဲကနိုင်ငံကိုပြန်လည်စုစည်းပေးခဲ့တဲ့ဘရင်အဖြစ်မှတ်တမ်းဝင်ခဲ့တယ်။သူမရှိခဲ့ရင်ကျွန်တော်တို့သိတဲ့တောင်ငူအင်ပါယာကြီးလည်းပေါ်လာနိုင်ခဲ့မှာမဟုတ်ဘူး။တခါတလေသမိုင်းကိုပြောင်းလဲတဲ့လူတွေဟာအင်အားအကြီးဆုံးလူတွေမဟုတ်ဘူး။အိမ်မက်အကြီးဆုံးလူတွေဖြစ်တယ်